ဒီမှာဒီချက်ဒီဘာမော်ရင်ဆွဲတော့ပဲတေချာနားထောင်ပြီနော်နားထောင်ပြီးတဲ့ခါကျတော့ဒီမှာချက်က road အတူပဲရေးလိုက်တော့မယ် road A 3 times ဆိုတော့ဘာမော်ရင်ဘယ်လောက်ဆွဲလဲဆိုတော့3 unit ဆွဲပြီတမီဆွဲရင်းနဲ့နားလဲနားထောင်နော်3 unit ဆွဲပြီနောက်တစ်ခါ road B road B ကို road B ကကြတော့တစ်ချက်တော့1 times ဆို1ဒီနေ့ date တက်ရအောင်မယ်ဟေးအေးဒီမှာလေဒီမှာ date တက်ထားလေ29ရက်10လ2025 Wednesday ဆိုချက်ဒီမှာတက်ထားတယ်လေ date တက်ဒီချက်ဒီမှာတက်ပေးထားတယ်ပြီးရင်ဒီချက်တို့ဒီဒါက road B ပြီးတော့ road C ကိုသွားမယ်နော်သူက road B ထက်တဲ့ road C ကကြတော့56 longer ဖြစ်တယ်ဆိုတော့ဒီချက်ကသူ့ကိုနည်းနည်းလေး road B ထက် longer ဖြစ်တဲ့ဟာလေးကိုနည်းနည်းလေးရှည်လိုက်မယ်ဒီလောက်ခလေးပေါ့နော်ရှည်လိုက်ဒီရှည်သွားတဲ့ဟာလေးကဘယ်လောက်လဲဆိုတော့30တောင်ဖြစ်တယ်56 cm လို့ပြောထားတယ်56နော်မှန်ပြီထပ်သွားတယ်မပေသားဖြစ်မှာဆိုလို့ဒီချက်ဒီပြန်လုပ်ပေးမယ်ဒါကသူက road B ထက်နော် road C ကဘယ်လောက်ရှည်သွားလဲ56 cm လို့ပြောထားတယ်နောက်တစ်ခါဒီကကွာခြားချက်ကလေးကထပ်ပြီးတော့သူထပ်ပြောထားတယ်မိကုန်းလေးကိုဖတ်လိုက်တဲ့အချိန်မှာ if that road B is က1 meter 30 cm longer than road C road C ထက် road A ကဘယ်လောက်လဲဆိုတော့ဒီနေရာလေးကိုပြောထားတာကြတော့1 meter နဲ့30 cm ပို့ပြီးတော့ရှည်ပါတယ်တဲ့ရှည်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီချေတို့ဒီအဲ့ဒီမှာဒီချေတို့ဘယ်နဲ့ unit ကိုရှာလို့ရဆိုတော့ဒီ56ဆိုတဲ့နေရာပေါ့နော်ဒီနေရာကနေပြီးတော့ဒီဘက်ကို1 2 2 unit ကိုချဲလို့ဒီနှစ်ခုကိုပေါင်းလိုက်2 unit ကိုရှာလို့ရတယ်ရင်ဦးဆုံးသိလားသူကမေးထားတာ find the total 3 road 3ခုလုံးရဲ့ဟာကိုမေးထားအဲ့တော့2 unit ကိုဒီချက်ကလိုချင်တဲ့အတွက်ကြောင့်မို့လို့ရင်ဦးဆုံးတော့ပေါင်းလိုက်မယ်ကွာပေါင်းလိုက်တဲ့ခါကျတော့ဘယ်လောက်လဲဆိုတော့56က centimeter နဲ့ဒီဘက်ကိုလည်းဒီချက် centimeter လောက်တဲ့ခါကျတော့1 meter မှာ100 cm ရှိတဲ့အတွက်ကြောင့်မို့လို့ဒီချက်တို့ဒီဘယ်လောက်30 cm ဆိုတော့130ပေါ့နော်130 cm တစ်ခါတန်းရေးလိုက်ပြီး1 meter 30 cm ကို130 cm တန်းရေးလိုက်တယ် cm တစ်ခါဖွဲ့လိုက်ပြီးတော့ပေါင်းလိုက်တဲ့ခါကျတော့ဒီချက်တို့က100နဲ့မှာဘယ်လောက်လဲဆိုတော့86 cm ဆိုပြီးတော့မရပါဘူးလား2 unit ကOkay အဲ့မှာဒီချက်တို့က1 unit ကိုရှာခြင်းတယ်1 unit ကိုရှာတဲ့ခါကျတော့ဘာလဲဆိုရင်ဒီ186ကိုဒီချက်တို့ကဘာနဲ့လဲ2နဲ့ divide လုပ်လိုက်တယ်2နဲ့ divide လုပ်လိုက်တဲ့ခါကျတော့2 9လီယာ18 2 3လီယာ6ဆိုတော့ဒီချက်တို့ဒီဘယ်လောက်ရအောင်မလဲဆိုလို့ရှိရင်ဟုတ်ပြီနော်93နော်93 cm ရပါတကယ်ဒါပေမဲ့3 row က3ခုလုံးလိုချင်တာလေ3ခုလုံးလိုချင်တာဆိုတော့ total ဘယ်နဲ့ unit ရှိလဲဆိုတော့ဒီမှာဆိုရင်1 2 3 4 5 5 unit ရှိတယ်လေအဲ့တော့5 unit ပေါ့နော် UNITS 5 unit ကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ row 3ခုလုံးက unit ကချေလို့5 unit ဖြစ်တဲ့အတွက်ကြောင့်5နဲ့ multiply 93နဲ့ချေလို့မြှောက်ပေးလိုက်ပါမယ်မြှောက်ပေးတဲ့အခါကျတော့5 3လီယာ15 5ရွေးချေလို့1တင်ပြီ9 9လီယာ45တစ်နဲ့ပေါင်းတော့46ဆိုတော့465 cm ဆိုပြီးတော့အဖြေရပါပြီโอเคเนาะအဲ့တော့465မှာဒီချေတို့ကဘာလဲဆိုလို့ရှိရင်ဒီမှာ56 cm ကဘာလဲဆိုလို့ရှိရင် road B ထက်တဲ့เนาะ road C က56 cm ထပ်ပြီးတော့ရှည်တယ်ဆိုတော့အဲ့ဒီဟာလေးကိုချေလို့ဘာနောက်ဆုံးအနေနဲ့ဘာလုပ်ပေးရမလဲဆိုတော့ပြန်ပြီးတော့ပေါင်းပေးရအောင်ပဲပေါ့နော်ဒီချေဒီဘက်နောက်ဒီလိုလေးလုပ်လိုက်မယ်အဲ့တော့465ကိုမှဒီချေတို့ကဘာလေးထပ်ပေါင်းပေးဖို့လိုလဲဆိုတော့find the total length of 3 rows က56 cm ပိုများတယ်ဆိုတော့ဒါလေးကိုထပ်ပြန်ပေါင်းပေးလိုက်တယ်အဲ့တော့5နဲ့6နဲ့ပေါင်းတော့17ဆိုတော့1ရွေးဒီမှာ1တင်လိုက်တော့6ခွနှစ်ပြီးတော့ဒီမှာဆိုလို့ရှိရင်5နဲ့ပေါင်းလိုက်တဲ့ခါကျတော့12ဆိုတော့2ရွေးပြီးတော့ချက်1မှာ1တင်လိုက်တယ်4ပေါ်မှာ4နဲ့1နဲ့ပေါင်းတော့ဘယ်လောက်လဲ921 okay answer is ကဘယ်လောက်လဲဆိုတော့521เนาะ cm ဆိုပြီးတော့ရပါမယ် okay ပါသမီးအဲ့ဒါလေးကိုဒီချက်ကိုမလုပ်ပေးလဲဆိုတော့ကူပေးပါနားမလဲတဲ့နေရာအချက်ကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီချက်ကိုဘာလုပ်ပေးလဲဆိုတော့ပြန်ပြီးတော့မေးပေးပါ